နာတော်အတွက်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကိုဖတ်ကြားပါမယ်။ဖျောက်ရကျမ်းခန်းကြီး7အခန်းငယ်24သင်တို့နှင့်သင်တို့၏သားများ၌ပညတ်တော်ရှိသည်ဖြစ်၍ဤအမှုကိုအစဉ်အမြဲဆောက်ရကြမည်။နောက်တစ်ခေါက်ဖတ်ပါမယ်။ဖျောက်ရကျမ်းခန်းကြီး7အခန်းငယ်24သင်တို့နှင့်သင်တို့၏သားများ၌ပညတ်တော်ရှိသည်ဖြစ်၍ဤအမှုကိုအစဉ်အမြဲဆောက်ရကြမည်။ ရခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျမတို့အားလုံးအတူတကွဆင်စဉ်စဉ်းစားဖို့အတွက်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ဘိုးဘေးတို့မှမျိုးဆက်အဆက်တိုင်အောင်တစ္ဆာဆောင်သောမျိုးဆက်နော်ဘိုးဘေးတို့မှမျိုးဆက်အဆက်တိုင်အောင်တစ္ဆာဆောင်သောမျိုးဆက်ရခင်ကြီးမြတ်ပါတယ်ဒီနေ့ပြောချင်တဲ့တစ္ဆာဆောင်သောမျိုးဆက်တစ်ဆက်ကတော့စာရေးတော်ရှာဖန်ဆိုတဲ့လူတစ်ယောက်အကြောင်းဖြစ်ပါတယ်လွန်ခဲ့သောနှစ်ပေါင်း2600ကဣသရေလနိုင်ငံမှာသူအသက်ရှင်နေထိုင်ခဲ့ပါတယ်သူနာမည်ကိုမှတ်ရတာခက်မယ်ဆိုလို့ရှိရင်ကျမတို့ကျမ်းစာထဲမှာဆိုလို့ရှိရင်ရှာဖန်ယုံဆိုပြီးတော့အမြဲတမ်းအားငယ်တဲ့ဒီတဝါတကောင်ကကြောက်ထဲမှာမိခိုးပြီးတော့เนาะသူ့ရဲ့ပညာပေါ့เนาะ wisdom နဲ့သူကအသက်ရှင်နေထိုင်တယ်တကယ်တော့ဒီယုံတော့မဟုတ်ဘူးပေါ့เนาะသူကrock hyrus လို့ခေါ်ပါတယ်သူကကြွက်လိုမျိုးစားအကောင် rodents ပေါ့နော်ခွေးတူဝက်တူလိုအကောင်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီယုံနဲ့နာမည်ချင်းတူတာပေါ့နော်ဆိုတော့အဲ့လူနာမည်ကတော့စာရေးတော်ရှာဖန် scribe ပေါ့နော်အရင်ခေတ်ကဆိုလို့ရှိရင်နန်းတော်မှာဆိုလို့ရှိရင်စာရေးရတဲ့သူပေါ့နော်သူ့ရဲ့မျိုးဆက်သူ့ရဲ့သားနော်သူ့ရဲ့သားမြေးအကြောင်းကိုဒီနေ့တစ္ဆာဆောင်တော်မျိုးဆက်ကျမတို့ရဲ့ကျမတို့ရဲ့ဒီ motto ပေါ့နော်ကျမတို့အသင်းတော်ရဲ့ motto generation to generation ခေတ်တစ်ဆက်မှတစ်ဆက်ဆိုတဲ့လိုမျိုးစားကျမတို့လက်ဆင့်ကမ်းဖို့အတွက်ပေါ့နော်ကောင်းတဲ့အရာတွေကိုလက်ဆင့်ကမ်းဖို့အတွက်ကျမတို့ဒီနေ့ခွန်အားယူရအောင်ထွတ်မြောက်ရာကျမ်းအခန်းကြီး7အခန်းငယ်24လေတဘာပရိဖတ်သွားပါတယ်သင်တို့နှင့်သင်တို့သားများ၌ပြည့်ညတ်တော်ရှိသည်ဖြစ်၍ဤအမှုကိုအစဉ်အမြဲဆောင်ရကြမည်စာရေးတော်ရှာဖန်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကပေါ့နော် BC 620ဝန်းကျင်တုန်းကမှဆိုလို့ရှိရင်ဘယင်ယောရှိဆိုတာဂျူဇာယနော်ယောရှိမင်းကြီးကအသက်8နှစ်မှာမင်းဖြစ်ပါတယ်သူကအသက်8နှစ်မှာမင်းဖြစ်ပေမဲ့လည်းဖခင်ကသူ့ကိုကောင်းချီးပေးတဲ့အခါမှာသူ့ဘေးနားမှာလူကောင်းပေါ့နော်လူကောင်းဖခင်ကိုတည်တဲ့သူတွေဝိုင်းပါတယ်ပေါ့နော်အဲ့ထဲကတယောက်ကတော့အခုနပြောတဲ့စာရေးတော်ရှာဖန်ဖြစ်ပါတယ်ကျမယောရှိမင်းအကြောင်းကိုနည်းနည်းလေးစမ်းစာထဲမှာဖော်ပြထားကချိုမင်းသည်ထာဝရဘုရားရှိတော်၌တရားသောအမှုကိုပြု၍လက်ဝဲဘက်သို့လက်ဝဲလက်ရာသို့မလွဲအဘဒါဝိတ်လိုက်သမျှသောလမ်းသို့လိုက်လေ၏ပေါ့နော်ဒီယောရှိမင်းကြီးပေါ့နော်ယောရှိမင်းကြီး28နှစ်ရောက်တဲ့အခါမှာဆိုလို့ရှိရင်ရှာဖန်ဆိုတဲ့သူ့ရဲ့စာရေးတော်ကိုဗိမာန်တော်ကိုတွားခိုင်းပါတယ်ဗိမာန်တော်မှာသူ့ကိုတွားခိုင်းရတာကတော့အဲ့ဒီမှာရှိတဲ့ဆောက်လက်စပေါ့နော်ဒီငွေကြေးဗန္ဒာရေးကိစ္စနဲ့တွားခိုင်းတာဖြစ်ပါတယ်ကျမ်းစာထဲမှာဖတ်ရင်တွေ့ရပါတယ်ဒါပေမဲ့သူတွားတဲ့အခါမှာဘုရားသခင်ကဒီမင်းကိုကောင်းချီးပေးတယ်ဒီနိုင်ငံကိုကောင်းချီးပေးတဲ့အတွက်ကြောင့်မလို့ဒီယေပရောဟိတ်ကဒီခုနပြောတဲ့စာရေးတော်ရှာဖန်ကိုလက်ဆောင်တစ်ခုပေးလိုက်ပါတယ်အဲ့ဒါကတော့ပျောက်ဆုံးနေတဲ့ပေါ့နော်ရောက်ဆုံးနေတဲ့ပြည့်ညက်တိကျမ်းပေါ့နော်ရှင်းဆုံးပြောရင်ထိုရာကျမ်းပေါ့နော်ကျမတို့ခေတ်ခေတ်တမိုးရှိကနေရွက်မှုရှိအဲ့ဒီကျမ်းကိုပေးလိုက်ပါတယ်ပေးလိုက်တဲ့အခါမှာသူကဒီကျမ်းကိုရပြီးတဲ့အခါမှာသူကဖတ်ပါတယ်ပေါ့နော်ဖတ်ပြီးတဲ့အခါမှာသူကလှုပ်လက်စအလုပ်တွေအကုန်လုံးကိုလက်စတက်ပြီးတော့သူကဘယင်စီကိုပြန်လာတယ်ဘယင်စီကိုပြန်လာပြီးတော့ရှေ့တော်မှာဖတ်ပြတယ်လို့ဆိုပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာယောရှိမင်းကြီးကတစ်ဆက်တည်းမှာပဲမိအဝတ်ကိုဆုပ်ပြီးတော့ပေါ့နော်ငါတို့ကိုဖခင်ကပြင်းစွာအမျက်ထွက်တော်မူတယ်ဆိုပြီးတော့သူကနောင်တနဲ့တူနောင်တဆိုတာသူကကောင်းတော့ကောင်းပါတယ်ဒါပေမဲ့လည်းပို့ပြီးတော့ထိရောက်မှုပေါ့နော်သူတင်ဆုံးမမှုတွေကိုသူကတွေ့ဒီကျမ်းကိုတွေ့ရတဲ့အခါမှာသူကတကယ်ကိုနောင်တရပြီးတော့ဝတ်ကိုဆုပ်ပြဲပါတယ်ပေါ့နော်ဆိုတော့ကျမတို့ကြည့်လို့ရှိရင်စာရေးတော်ရှာပန်ဟာအလုတ်ကိုသူ့ရဲ့အလုတ်ကိုအလုတ်နဲ့တူအောင်ရိုးလေးပဲလုပ်ပါတယ်သူအခုနကရလာတဲ့ကျမ်းကိုเนาะဘယင်ရှိမှသူကပြန်လာဖတ်ပြတယ်အပေါင်းအနှုတ်သူမလုပ်ပါဘူးသူရှိတဲ့အတိုင်းပဲကျမတို့ကတရားကိုဘုရားလူအတကာရှိမှကျမတို့ကရိုးရှင်းလေးပဲပြောပြမယ်เนาะအေးဝင်ကလေးတွေကိုပြောပြမယ်ဆိုလို့ရှိရင်လူတယောက်ရဲ့နှလုံးသားကဆွဲပြဲတယ်လို့ပဲပြဲနိုင်ပါတယ်เนาะဆွဲပြဲတယ်လို့ပဲဆုပ်နိုင်ပါတယ်ဆိုတာကိုဒီမှာတွေ့ရတယ်အဲ့ဒါကြောင့်မလို့เนาะကြောက်နှလုံးသားတို့ဒီ
တဲ့ဒီတန်နှလုံးသားတော့မဟုတ်ရင်ပေါ့နော်လူရဲ့နှလုံးသားကိုဆွဲပြစ်နိုင်ပါတယ်ဆိုတော့သူကသူ့ရဲ့ဘုရားရဲ့စကားကိုသူကတကယ်ကိုနော်ဘယ်လိုပြောမလဲဘယင်ရှိမှငါပြလိုက်လို့ရှိရင်ငါရဲ့အနာဂတ်ကိုများထိခိုက်မလားငါရဲ့အကျိုးစီးပွားများထိဘယင်များငါကိုတတ်မလားဘယင်များငါကိုဘာလုပ်မလဲဆိုသူမစင်စားပဲနဲ့ဘုရားပေါ်မှာသစ္စာရှိပြီးတော့ရှိတိုင်းပေါ့နော်ဘယင်ပေါ်မှာလည်းကောင်းမွန်စွာသစ္စာစောင့်တည်တဲ့လူတစ်ယောက်ဖြစ်တာကိုတွေ့ရတယ်နော်သင်ခန်းစာကတော့ကျမတို့အိမ်တော်စုတစုမျိုးဆက်တစ်စုမှာဆိုလို့ရှိရင်သစ္စာစောင့်တည်တဲ့မိဘဒါမှမဟုတ်ဖခင်ဒါမိခင်ဒါမှမဟုတ်မိဘကနေပြီးတော့စပြီးတော့တည်ထောင်ရပါတယ်ပေါ့နော်ဆိုတော့ဒီစာရေးတော်ရှာဖန်ကသစ္စာရှိတဲ့မျိုးရိုးတစ်ခုကိုသူကအုံမြင့်ချခဲ့တယ်ပြောင်းမတ်စွာနဲ့စံနမူနာပြုခဲ့တယ်ပေါ့နော်သူရဲ့သားပေါ့နော်နောက်ထပ်သူ့သားကတော့၄ယောက်ရှိပါတယ်ပထမဆုံးပေါ့နော်သူမွေးလိုက်တဲ့သားတစ်ယောက်ကသူမွေးတာကတော့အစင်လိုက်တော့မပြောဘူးပေါ့နော်ကျမ်းစာထဲမှာတွေ့ရတဲ့သူကတော့ရှာဖန်သားအဟိကန်ဆိုတာဖြစ်ပါတယ်ဆိုတော့အဟိကန်ဆိုတဲ့အကြောင်းကိုပြောရလို့ရှိရင်ကြတော့ဒီအဖေနဲ့သူအလုပ်လုပ်တာပေါ့နော်သူကလည်းအခုနကစာရေးတော်သူ့အဖေကအလုပ်လုပ်တဲ့အချိန်မှာဒီသူကလည်းမင်းအမှုထမ်းလို့ပေါ့နော်သူကကျန်းစာဒီယောရှိမင်းကြီးလက်ထက်မှာသူကအစီခံပါတယ်ဒါပေမဲ့အခုနကဇက်လန်းကိုဆက်ရမယ်ဆိုလို့ရှိရင်ယောရှိမင်းကြီးကအဝတ်ကိုဆုတ်ဖြဲပြီးတော့နောင်တရနေပြီးတော့ဒီကျန်းစာကဘာအဓိပ္ပာယ်လဲဒီပြည့်ညက်ကြည်ကျန်းကဘာလဲဆိုတာကိုသူကသိချင်တဲ့အခါမှာသူက mission တစ်ခုကိုစတင်ပြီးတော့ခိုင်းပါတယ်စတင်ခိုင်းတဲ့အခါမှာဒီကြီးမားလာတဲ့ mission ကိုသူကဘယ်သူ့ကိုတာဝန်ပေးလဲဆိုတော့အခုနကကျမတို့ပြောတဲ့ဒီစာရေးပေါ့နော်စာရေးတော့ရှာဖန်ကိုလည်းခိုင်းနေပြီးတော့သူ့ရဲ့သားအဟိကန်ကိုလည်းခိုင်းပါတယ်ပေါ့နော်ဆိုတော့ကျမတို့ကြည့်လို့ရှိရင်သူတို့ကအင်မတန်မှဒီဘုရားရဲ့ကောင်းကြီးကိုခံစားရတဲ့သူတွေဖြစ်တယ်ဘယင်ရဲ့ယုံကြည်ရတဲ့ဒီလက်ဆွဲတွေလက်ယုံတွေဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်သူဘယင်ကအဲ့ဒီ mission တစ်ခုကိုခိုင်းတယ်အဲ့ mission ကတော့ပရောဖက်မဟူလဒပေါ့နော်ဟူလဒစီကိုသွားပြီးတော့ဒီပညတ်တိကျမ်းကဘာကိုဆိုလိုချင်တာလဲဆိုတဲ့အနှိမ့်အဓိပ္ပာယ်ကိုသွားပြီးတော့ပြောကြပါပေါ့နော်ဆိုတော့ဖခင်ရဲ့ဘယ်လိုပြောမလဲဝိညာဉ်ရေးရ mission လို့လည်းပြောလို့ရတယ်နိုင်ငံတော်နဲ့ချီတဲ့ mission လို့လည်းပြောလို့ရတယ်ဒီအားဖြင့်နောက်ဆက်တွဲဘာတွေဖြစ်လာလဲဆိုတော့ national revival ပေါ့နော်တနိုင်ငံလုံးနိုးကြားတဲ့ဝိညာဉ်ရေးရနိုးကြားပြီးပြောင်းလဲလာတဲ့အခြေအနေနော်ယောရှိမင်းကြီးလက်ထက်မှာဖြစ်ခဲ့ပါတယ်ပေါ့နော်ဒီမှာသူတို့ပါဝင်ခွင့်ရတယ်ပေါ့နော်ဒါအပြင်ဒီရှာဖန်သားဟိကန်ကပေါ့နော်နောက်ထပ်နင်း20ပေါ့နော်ဒီယောရှိမင်းကြီးက8နှစ်မှာစိုးစံပြီးတော့အသက်39နှစ်မှာဆုံးသွားပါတယ်ဆုံးသွားတဲ့အခါမှာသူ့ရဲ့သားပထမတစ်ယောက်က3လပဲစိုးစံတယ်နောက်ထပ်သားတစ်ယောက်ဖြစ်တဲ့ယောယကိန်မင်းပေါ့နော်ဒီယောယကိန်မင်းလက်ထက်မှာဆိုလို့ရှိရင်သူကဆက်လက်ပြီးတော့မှုထမ်းရတာပေါ့နော်ယောယကိန်မင်းလက်ထက်မှာဆက်လက်မှုထမ်းရတဲ့ကမှာဒီယောယကိန်မင်းကတော့အခုနဘယင်ကြီးဂျိုဇာရဲ့ပေါ့နော်ယောရှိမင်းလိုမျိုးစားမဟုတ်ပါဘူးဘုရားကိုမသိဘူးဘုရားကိုဆန့်ကျင်တဲ့ဘုရားတစ်ဖက်ကနေနေတဲ့မင်းဖြစ်ပါတယ်ဒီခါမှာဒီခါမှာဘယ်လိုပြောအမောင်လောကလို့ပဲပြောရမှာပေါ့နော်ဘုရားမသိတဲ့မင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအမောင်လောကမှာသူပရောဖက်ဘယ်သူလဲဆိုတော့ပရောဖက်ယေရမိကလည်းခစ်ပြိုင်ပေါ့နော်ဒီအခုနကသူကလည်းပရောဖက်ပြုတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ပရောဖက်ယေရမိကကျမတို့သိတဲ့အတိုင်းပဲသူဟောလိုက်တဲ့အကြောင်းအရာကတိုင်းပြည်ပြတ်မယ်ယူဒပြည်ကြီးပျက်စီးမယ်နောင်တရနော်ဗိမာန်တော်ပျက်စီးမယ်သူကဒါကိုဟောတဲ့ခါမှာလူတွေကမကြိုက်တဲ့ခါမှာသူ့ကိုတတ်ဖို့အကြိမ်ကြိမ်ကြိုးစားတယ်အဲ့ဒီတဲကတစ်ချိန်မှာဆိုလို့ရှိရင်ပေါ့နော်ကျမ်းစာထဲမှာဘယ်လိုဖော်ပြထားလဲဆိုတော့ဒီဆိုတော့လူရှာဖန်သားအဟိကန်သည်တဲ့ယေရမိ26-24ပါရှာဖန်သားအဟိကန်သည်ယေရမိကိုမဆသောကြောင့်အသေးခံစေခြင်းကလူများလက်သို့မအပ်ရပေါ့နော်မဆတယ်ဆိုတာအသက်ကိုကယ်တာကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီအဲ့ဒီခေတ်ကတခြားဥပမာပြောရလို့ရှိရင်တခြားပရောဖက်တစ်ပါးလည်းရှိပါတယ်အဲ့ပရောဖက်ရဲ့နာမည်ကကြတော့ဥရိယဖြစ်ပါတယ်ဒီဥရိယကတော့ဒီသူနဲ့ခေတ်ပြိုင်ယေရမိနဲ့ခေတ်ပြိုင်ပေါ့နော်သူကတော့တည်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူပရောဖက်ပြုတ်တဲ့အချိန်မှာပေါ့နော်ယောယကိန်မင်းနဲ့အပေါင်းဖော်တွေကတဲ့ထိုပရောဖက်စကားကိုကြားတဲ့အခါမှာဒီ the same message ပေါ့ဒီယေရမိပြောတဲ့စကားကိုပဲဒီပရောဖက်ကပြောတာပဲကြားတဲ့အခါမှာသူ့ကိုတန်အံ့သောကမင်းကြီးသည်ရှာကြံ၏ဥရိယသည်ကြောက်၍အေဂုတ်တုပြည်သို့ပြေးသွား၏ယောယကိန်မင်းကြီးသည်လူအချို့တို့ကိုအေဂုတ်တုပြည်သို့ဆေလွတ်၍ယောယကိန်မင်းထံသို့ပို့ဆောင်သည်ဖြင့်မင်းကြီးသည်ဥရိယကိုဓာနှင့်တိုက်၍အလောင်းကိုဆင်းရဲသားတို့၏တင်းချိုင်း၌ပစ်ထားလေ၏ပေါ့နော်ပိုးဆိုးပက်ဆက်တည်ရတဲ့အဖြစ်ပေါ့နော်သူများကြောက်လို့ပြေးပါတယ်ဆိုမှသူများနိုင်ငံကတဆင့်သူတို့ကအဲ့ဒီကဘယ်လိုပြောမလဲနည်းနည်းတော့တန်တမန်ရေးရဒီအေဂုတ်တုနဲ့အခုနာကယူဒဘုရင်တွေကတော့ဆက်သွယ်ရှိတော့သူများနိုင်ငံက
သွားခိုလုံတာကိုပြန်ခေါ်လာတယ်ပြန်ခေါ်လာပြီးတော့ဓာတ်နဲ့တက်ပြီးတော့ဆင်းရဲသားတွေရဲ့တင်းကြိုက်မှာဒီလိုပဲပစ်ထားတယ်တဲ့เนาะဆိုတော့အဲ့ဒီခေတ်ကတော်တော်ဒီလိုပိုးဆိုးပတ်ဆက်သေးရတဲ့သဘောမျိုးပေါ့เนาะအလောင်းကိုလည်းကောင်းကောင်းမွန်မွန်မြေမြုပ်ခြင်းမခံရဘူးပေါ့เนาะဒါပေမဲ့လည်းအဲ့လိုခေတ်မှာဒီခုနကအရှာဖန်တာအဟိကံကယေရမိကိုအဲ့လိုဖြစ်မျိုးကနေပြီးတော့သူကူညီခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီလူငယ်ပေါ့နော်ဒီကလည်းအမှန်တရားအတွက်ယက်တည်ခဲ့တယ်သူရဲ့ဖခင်လိုမျိုးစားပဲပရောဖက်ကိုလည်းကူညီခဲ့တယ်ဖခင်ရဲ့စကားကိုလည်းကာကွယ်ခဲ့တယ်ပေါ့နော်ဆိုတော့သူ့အဖေရဲ့တမိုင်းကိုသူကောင်းကောင်းမွန်မွန်ရေးခဲ့တာကိုတွေ့ရပါတယ်နောက်ထပ်သားတစ်ယောက်ပေါ့နော်အဲ့ဒါကတော့ရှာဖန်တာဂိမရိပါပေါ့နော်ဒီရှာဖန်တာဂိမရိကကြတော့အခုနပြောတဲ့ယောရကိမင်းကြီးလက်ထက်မှာပဲသူကမင်းမှုထမ်းပါတယ်သူတို့ကမျိုးရိုးစင်ဆက်အလိုက်မင်းမှုထမ်းပါတယ်မင်းမှုထမ်းတဲ့အခါမှာဒီခုနကျွန်မပြောသလိုမှောင်မိုက်တဲ့အချိန်ပဲဖြစ်ပါတယ်ဖះကိုမသိတဲ့ဘီရင်ကြီးလက်ထက်မှာပေါ့နော်သူကအမှုထမ်းရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာယေရမိကပေါ့နော်ဒီနည်းနည်းလေးအသွားအလာကန့်သက်ခံရတာပေါ့နော်သူကအခုနပြောသလိုတွားချင်တိုင်းသွားလာလို့မရတဲ့အခါမှာအဖမ်းခံနိုင်နဲ့အသက်ခံရနိုင်တဲ့အခါမှာ तू ကဘယ်လိုလုပ်လဲဆိုတော့စကားနဲ့ပြောလို့မရတဲ့အဆုံးမှာ तू ကစာနဲ့ရေးပါတယ်ဖခင်ရဲ့ပြင်းစွာသောအမျက်အကြောင်းကိုနော်တော့စာနဲ့ရေးပြီးတော့နော်နောင်တရလို့ရညာအခုနပြောတဲ့တန်နှလုံးသားကြောက်နှလုံးသားအရေးပြောလို့ပြောညာပေါ့နော် तू ကစာနဲ့ရေးပြီးတော့သူ့ရဲ့ဒီစာရေးသူ့စီမှာလဲစာရေးပေးတဲ့သူတယောက်ရှိပါတယ်ဘာရုတ်လို့ခေါ်ပါတယ်အဲ့ဒီဘာရုတ်ကနေတဆင့်ပေါ့နော်နော်အခုနပြောတဲ့ဘရင်နန်းတော်ကိုသူကသွားပို့ပါတယ်ပေါ့နော်အဲ့ဒီမှာအဲ့ဒီစာကိုလက်ခံတဲ့သူကတော့ရှာဖန်တာဂိမရိနောက်ထပ်သားတစ်ယောက်ဖြစ်ပါတယ်အဲ့ဒီဂိမရိမှာမှသားလေးတစ်ယောက်ရှိပါသေးတယ်မိခါလပေါ့နော်တဘောကသူခုနပြောတဲ့ရှာဖန်ကသူ့ရဲ့သားရောသူ့ရဲ့မြေရောကဒီနန်းတော်ထဲမှာအလုပ်လုပ်ပါတယ်ပေါ့နော်အဲ့ဒီကလေးအဲ့ဒီလူငယ်ကလက်ခံပြီးတော့သူ့အဖေနဲ့တခြားမင်းမှုတန်းနေထိုင်နေတဲ့စာရေးတော်ခန်းဆိုတာရှိပါတယ်အဲ့ဒီခန်းကိုသွားပြီးတော့နော်ဒီစာကိုသွားပြပါပေါ့နော်စာသွားပြတဲ့အခါမှာဘယ်လိုပြောလဲဆိုတော့ယေရမိ36:16ထိုစကားအလုံးစုံတို့ကိုမင်းများသည်ကြားလျင်เนาะဖတ်ပြလိုက်တဲ့အခါမှာစာကိုအချင်းချင်းကြောက်ရွံ့သောစိတ်ရှိ၍ငါတို့သည်ဤစကားလုံးအလုံးစုံတို့ကိုရှင်ဘုရင်အားဆက်ဆက်ကြားလျှောက်ရမည်ဟုဆိုကြ၏ပေါ့နော်တိတစ်ချက်သူတို့နားထောင်တယ်ဒီစာကိုသူတို့ပယ်ချလို့ရတယ်ဒါပေမဲ့သူတို့နားထောင်ပါတယ်အခုနကဘသူအဲ့ထဲမှာဘသူပါလဲဆိုတော့သူတို့အဖိုးလဲပါပါတယ်ရှာဖန်ကိုယ်တိုင်လဲပါတယ်အခုနဂိမရိပေါ့နော်သူ့ရဲ့သားဂိမရိလဲပါတယ်ခုနကသူ့ရဲ့မြေးလေးမိခါလာရလဲပါတယ်ပေါ့နော်သူတို့ကကြားတဲ့အခါမှာရိုးရိုးပဲနာခံခြင်းမဟုတ်ဘဲနဲ့ကြောက်ရွံ့သောစိတ်တွေဖြစ်တယ်ကြောက်ရွံ့နေမကောက်ဒီစကားကိုဘယင်ကိုဆက်ကြားလျှောက်ရမယ်လို့ပြောတယ်ပေါ့နော်ဘယင်စီကိုသွားလို့ရှိရင်ဒီမင်းကအင်မတန်ဆိုးတဲ့မင်းပေါ့နော်ကျမတို့သွားရဲမလားဒါပေမဲ့လည်းဆက်ကြားလျှောက်ရမယ်လို့ပြောတယ်ဒါပေမဲ့ထင်တဲ့အတိုင်းပဲပေါ့နော်သွားပြီးတော့ဆက်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ရှင်ဘယင်ကလည်းကျမ်းလိပ်အရှိ3-4ခန်းလောက်ဖတ်မိလျင်ရှင်ဘုရင်သည်စာလိပ်ကိုစာရေးဤဓာနှင့်လီး၍မိထဲသို့ချပြည့်၍အကုန်အစင်ကျွမ်းလောင်လေ၏စာလိပ်ကိုရှင်ဘုရင်မီးရှို့စေခြင်းကအေလိနသန်ဒေလာယဂိမရိပေါ့နော်ဒါကခုနကဂါရှာဖန်တာဂိမရိတို့သည်တောင်းပန်တော်လေရှင်ဘုရင်သည်သူတို့စကားကိုနားမထောင်ဘုရင်ကမီးထဲပစ်တယ်နော်စာရွက်ကိုအရင်ဆုံးဖြဲချလိုက်ဓာနဲ့ခွဲလိုက်ပြီးတော့ပစ်တဲ့အခါမှာတောင်းပန်တဲ့အထက်မှာဒီရှာဖန်ရဲ့သားဂိမရိလည်းပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဖျားစကားတော့ဖျားကနေပြီးမိတ်လိုက်တဲ့ဣသရေလနိုင်ငံအတွက်အရင်မတန်မှအရေးကြီးတဲ့ယူဒနိုင်ငံအတွက်အရေးကြီးတဲ့နောင်တရဖို့အတွက်ဒီစာကိုအရေးကြီးချောင်းကိုဒီသားကသိတဲ့အခါမှာတောင်းပန်တယ်ပေါ့နော်ဘယ်သူမှမလုပ်ရဲတယ်သွားပြီးတော့ဆက်သတဲ့အလုပ်လည်းလုပ်ခဲ့တယ်ပေါ့နော်ဒါကသူ့ရဲ့နောက်သားတစ်ယောက်ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်သားတစ်ယောက်ကတော့အေလတာဖြစ်ပါတယ်အေလတာကကြတော့ယေရမိအခန်းကြီး29မှာသူ့အကြောင်းကိုတွေ့ရပါမယ်အချိန်ကတော့ဒီပေါ့နော်ဒီယောယကိမ်မင်းကြီးခုနကကျွန်မပြောတဲ့ယောယကိမ်မင်းကြီးလက်ထက်ပြီးတဲ့အခါမှာဇေဒကိမင်းကြီးပေါ့နော်ဒါကနောက်ဆုံးယူဒရှင်ဘုရင်ရဲ့နောက်ဆုံးမျိုးဆက်မင်းဖြစ်ပါတယ်ဒီဇေဒကိလက်ထက်မှာဆိုလို့ရှိရင်ပထမဆုံးဘာဘူးလုံကလာပြီးတော့ဘယ်လိုပြောမလဲကျွန်ပြုပါတယ်ကျွန်ပြုတဲ့အခါမှာ3တုပ်ပေါ့နော်ဗျာဘူးလုံကို3တုပ်ခေါ်သွားပါတယ်ပထမဆုံးတစ်တိုက်ခေါ်သွားတဲ့သူကပညာရှိလို့ပြောတဲ့အခါမှာစပြီးပညာရှိလို့လည်းပြောလို့ရတယ်လက်ကျွမ်းပေါ့နော်ဥမာပယံတို့လက်သမားတို့ဒီထုစစ်တာတို့ဒီအထည်အလိပ်ပေါ့နော်အဲ့လိုကျွမ်းကျင်တဲ့သူတွေအကုန်လုံးမောင်းမမိတ်တန်နေဘယင်တွေကိုပထမအတုပ်အနေနဲ့ခေါ်သွားပါတယ်ဆိုတဲ့အခါမှာဒီအတုပ်တွေကဘာဘူးလုံကိုရောက်ပြီမဲ့လေသူတို့အထက်ကမခံချင်စိတ်ကပေါ့နော်ဘာဘူးလုံကိုပုံကန်တဲ့စိတ်လေးတွေရှိပါတယ်ဆိုတဲ့အခါမှာဖခင်ကတော့ပြောထားတယ်နော်ကျမ်းစာထဲမှာအခါခါပြောပါတယ်မင်းတို့ဟာ
ငါ့ကိုပြစ်မှားထားတဲ့အတွက်ကြောင့်မလို့ဘာဘူးလုံးမှာနှစ်90ကျွန်ခံရမယ်အဲ့90မပြည့်မချင်းမင်းတို့ပြန်မလာရဘူးဒါပေမဲ့အဲ့ဒီမှာပရောဖက်အတူရောင်နေတာပြောတယ်2နှစ်ဆိုပြန်လာရမယ်ခဏခဏအမျိုးမျိုးမာယွန်းနဲ့မျောလင့်ခြင်းတွေကိုပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုသူတို့ကယေရမိစကားကိုမယုံဘဲနဲ့အဲ့ဒီ2နှစ်ဆိုတဲ့ကာလကိုယုံကြည်ပြီးတော့သူတို့စိတ်ထဲမှာဒီဘာဘူးလုံကိုပုံကန်ချင်တဲ့စိတ်တွေဖြစ်နေတာပေါ့နော်ဆိုတော့ယေရမိကပေါ့နော်ဒီဇေဒကိမင်းကြီးလက်ထက်မှာဇေဒကိကအဲ့ချိန်မှာဘယင်ခံဖြစ်ပါတယ်ဘာဘူးလုံနေခန့်ထားတဲ့ဘယင်ခံဖြစ်ပါတယ်ယူဒလူမျိုးပါပဲယူဒမင်းကြီးနောက်ဆုံးမျိုးဆက်ပေါ့နော်ဆိုတော့သူကယေရမိကပေါ့နော်ဒီဇေဒကိမင်းကြီးအားဖြင့်သူကစာရေးလိုက်တယ်သူစာထဲမှာဒီဖမ်းသွားတဲ့တုံပန်းနေပေါ့နော်ဘာဘူးလုံမှာကောင်းကောင်းမွန်မွန်နှစ်90အတွင်းမှာအသက်ရှင်ကြအဲ့ဒီမှာဆက်ပြီးတော့မျိုးဆက်ပွားကြနော်ကောင်းကောင်းမွန်မွန်နဲ့နေထိုင်ကြမကြခင်မင်းတို့မှာလွတ်မြောက်ရာအကြောင်းပေါ့နော်နှစ်90ပြီးလို့ရှိရင်ပြန်လာရမယ်ဆိုတဲ့အကြောင်းကိုသူကရေးတယ်ပေါ့နော်ရေးတဲ့အခါမှာဒီဇေဒကိမင်းကြီးရဲ့အမိန့်အားဖြင့်သွားပို့ရတယ်သူရှိပါတယ်နော်ယေဟေရှာဒီဟေရှာယကိုယ်တိုင်တော့sorry ယေရမိကိုယ်တိုင်တော့သွားမပို့ပါဘူးပေါ့နော်ယေရမိကိုယ်တိုင်သွားမပို့ဘူးသွားပို့ပေးတဲ့သူကဘာတူလဲဆိုတော့အေးလက်တာဖြစ်ပါတယ်เนาะဒီရှာဖန်ရဲ့သားပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီရှာဖန်ရဲ့သားကကျမတို့ကြည့်တဲ့အခါမှာဆိုလို့ရှိရင်ပြောမလဲသူ့မှာအဲ့လိုသွားလို့ရှိရင်ဘာဘယ်လိုပြောမလဲအကျိုးအမြတ်ရှိလားဆိုတော့အကျိုးအမြတ်တော့မသိဘူးပေါ့နော်အနှုတ်သဘောတွေတော့ရှိပါတယ်ဟိုမှာကသူ့ကိုမလိုလားဘူးပေါ့နော်မလိုလားဘူးဆိုတာဒီစာကသူတို့လိုလားတဲ့သတင်းစကားမဟုတ်ပါဘူးဆိုတော့သူ့ကိုအမုန်းတရားတွေပေါ့နော်သူ့ကိုဆန့်ကျင်တိုက်ခိုက်နိုင်တဲ့အန္တရာယ်တွေရှိနိုင်ပါတယ်ပြီးတဲ့တကယ်ပဲသူစာပို့ပြီးတော့ပြန်လာတဲ့အခါမှာပြင်းထန်တဲ့ဆန့်ကျင်မှုတွေပေါ့နော်တော့ဒီဟာတွေကိုဒီယေရမိရဲ့စကားအရနေကျမတို့ကြားရပါတယ်ပေါ့နော်သူ့အကြောင်းကိုတော့ဆက်ပြီးတော့အကျယ်တဝင့်မှတ်တမ်းတင်ထားခြင်းမရှိပေမဲ့သူ့ရဲ့ရဲရင်တဲ့သစ္စာရှိတဲ့အမှုတော်ကိုကျမတို့တွေ့ရပါတယ်ပေါ့နော်ဒီလဝေးလံတဲ့ဘာဘူးလုံကိုသူသွားပို့ပေးတယ်ဖခင်ရဲ့စကားကိုသူတည်ဆောင်ပေးတာကိုတွေ့ရပါတယ်အဲ့ဒီဟာကိုယေရမိအခန်းကြီး29အခန်းငယ်3ထဲမှာဆိုလို့ရှိရင်အေလတာရဲ့အကြောင်းကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ပေါ့နော်နောက်ဆုံးတစ်ယောက်ကတော့နောက်ဆုံးသားတစ်ယောက်ကတော့ယာဇညာလို့ခေါ်ပါတယ်ယာဇညာကတော့ဒီနှစ်ပေါင်းဒီခုနကရှာဖန်ပေါ့နော်စာရေးတော့ရှာဖန်ရဲ့စပြီးတော့အလုပ်လုပ်တဲ့ယောရှိခေတ်ကနေနောက်နှစ်ပေါင်း30 40အကြာမှာသူကသူ့အကြောင်းကိုရေးထားတာကိုတွေ့ရပါတယ်ပေါ့နော်ဒီသားကတော့သူများထက်ထူးခြားတယ်ပေါ့နော်ထူးခြားတယ်ဆိုတာကအကောင်းထူးခြားတာမဟုတ်ပါဘူးအဆိုးဘက်မှာထူးခြားတဲ့သူဖြစ်ပါတယ်နော်ခေတ်ကတော့ဒီအခုနကျွန်မပြောသလိုပဲဘာဘူးလုံကိုရောက်နေကြပြီအဲ့ဒီမှာဆိုလို့ရှိရင်ယေရမိကျမ်းထဲမှာမတွေ့ရပါဘူးဘယ်ထဲမှာတွေ့ရဆိုယေဇကျေလကျမ်းထဲမှာတွေ့ရပါတယ်ယေဇကျေလဆိုတာကကြတော့အခုနကယေရမိကကြတော့ယူဒပြည်မှာနေခဲ့ရပါမယ်ဒီယေဇကျေလကတော့သူကဘာဘူးလုံကိုသူကကျွန်ပြုတဲ့နေရာမှာသူလိုက်သွားရပါတယ်ဆိုတော့သူကျမတို့တွေ့ရမယ်ဆိုသူအမြဲတမ်းဝမ်းထဲမြည်တမ်းပြီးတော့တတိယပူဆွေးနေတဲ့ဒီသူတယောက်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီယေဇကျေလကအဲ့ဒီသူ့ကိုဖခင်ကယူပါယုံနေအများကြီးပေးထားပါတယ်အဲ့ထဲမှာသူဘုရားကသူ့ကိုဗာပြလဲဆိုတော့ယေဇကျေလအခန်းကြီး8အခန်းငယ်17မှာဆိုလို့ရှိရင်ဘုရားကအချင်းလူသားငါသည်ငါဤတန့်ရှင်းရာဌာနဗိမာန်တော်ကိုပြောပါတယ်ငါဤတန့်ရှင်းရာဌာန၌ဣသရေလအမျိုးပြုသောအလွန်ဆက်ဆုပ်ယွံရှာပွေသောအမှုတို့ကိုကြည့်ရှုတော့နော်ဘုရားကသူ့ရဲ့မျက်လုံးထဲမှာကြည်လိုက်တယ်ငါရဲ့ဗိမာန်တော်မှာဣသရေလလူမျိုးတွေဘာတွေလုပ်နေကြလဲကြည့်ရှုတဲ့အခါတတိုင်းတော်အတွင်းပတ်လည်၌တွားတက်သောအကောင်မှစ၍ယွန်ရှာပွေသောတရိษံအမျိုးမျိုးနှင့်တရိษံအမျိုးမျိုးနှင့်ဣသရေလအမျိုးကိုးကွယ်သောရုပ်တုဆင်းတုရှိသမျှတို့ကိုပုံတံရေးထားလျက်ရှိသည်တဲ့နော်ဗိမာန်တော်ထဲမှာပါဆိုမှဘာပုံတွေရေးထားလဲဆိုတော့တွားတက်တဲ့တတော်အကောင်တွေယွန်ရှာပွေအကောင်တဲ့နော်ဒီရုပ်တုဆင်းတုတွေကိုဆွဲထားတယ်ဆိုတာကိုရေးထားတာကိုတွေ့ရတယ်တဲ့နော်သူတို့ရှေ့မှာဣသရေလအမျိုးအသက်ကြီးသူ9ကျိတ်ဆိုတော့အယောက်80နော်နည်းနည်းနော်မဟုတ်ပါဘူးအသက်ကြီးသူဆိုတာကသူပြောချင်တာကအကြီးအကဲတွေပေါ့နော်အဲ့ဒီအချိန်မှာသူတို့ကဒီဘာဘူးလုံလက်အောက်ခံပါပဲဒါပေမဲ့သူတို့ဗိမာန်တော်ထဲမှာသူတို့ဝတ်ပြုနေတဲ့အခါမှာအသက်ကြီးတဲ့သူနော်လူကြီးပေါ့နော်လူကြီးလူကောင်းတွေမင်းမျိုးမင်းနွယ်တွေလည်းပါနိုင်တယ်အမှုတန်းတွေလည်းပါနိုင်တယ်90ထဲမှာယာဇညာသားရှာဖန်ကျမ်းစာထဲမှာတော့ကျွန်မတွေ့တယ်ယာဇညာသားရှာဖန်ရှာဖန်သားယာဇညာမဟုတ်ဒါပေမဲ့ကရင်လိုမှာကြတော့အိုခုတော့ဆောရှာဖာဖို့ကွာဆိုယာဇာနယာပေါ့နော်ဆိုရှာဖာဖို့ကွာအင်္ဂလိပ်လိုမှာဆိုလို့ including Jezaniah son of Shaphan နော်ဆိုတေးကြတာကတော့ရှာဖန်ရဲ့ဒါဖြစ်ပါတယ်
ရှာဖန်ရဲ့သားရစညာတဲ့သူတို့အလေ၌ရက်၍ထိုသူအပေါင်းတို့သည်အတီးသီးလင်ပန်းကိုကင်လျက်နှံ့တာပန်းကိုမိရှို့ကြသဖြင့်မိကိုသည်ထူထက်စွာတက်လေ၏တဲ့တဘောကသူတို့ကအဲ့ဒီအယုတ်တွေကိုသူတို့ကပူဇော်ပတ်သက်ရှ ခိုးနေတဲ့သဘောဖြစ်ပါတယ်။နောင်တရရမယ်အစားငါတို့လူတွေကျွန်ခံနေရပြီငါတို့ဖျားကုန်နတ်စကားနားမထောင်လို့ငါတို့နောင်တရပြီးပြန်လာမယ်မဟုတ်ပါဘူး။သူတို့ကတခြားသောဖျားတွေကိုဆက်ပြီးကိုးကွယ်နေတော့မယ်ခေါင်းမာနေတော့မယ်တန်နှလုံးသားကြောက်နှလုံးသားတွေဖြစ်ပါတယ်ပေါ့နော်။ဒါမိကိုတွေတောင်မှထူထက်ဆိုဘလောက်လူ80ရဲ့ဒီလင်ပန်းတွေကထွက်နေတယ်အဲ့ဒါကိုရေစကြေလကမျက်လုံးထဲမှာเนาะဖခင်ကအမြင်ကွင်းပေးတယ်ပေါ့เนาะဆိုတော့ဒီဝိညာဉ်ရေးရအမွေအနှစ်ကမြက်မြက်အလင်းအမြန်ပြက်ပြားနိုင်ပါတယ်ပျက်စီးနိုင်ပါတယ်เนาะ one generation away ပေါ့เนาะပျက်စီးဝိညာဉ်ရေးရအမွေအနှစ်ကပျက်စီးဖို့အတွက် generation မျိုးဆက်တစ်ဆက်လောက်ပဲလိုပါတယ်ပေါ့เนาะကျမတို့ခေတ်မှာမျိုးကျမတို့ထိမ့်သိမ့်နိုင်ပြီလေနောက်တစ်ခေတ်မှာများမထိမ့်သိမ့်နိုင်မလားကျမတို့စိုးရိမ်ဖို့ရှိပါတယ်ပေါ့နော်ဆိုတော့ခုနပြောတဲ့လူ80ကတော့ Israel နိုင်ငံရဲ့ခေတ်ကပေါ့နော်အကြီးအကဲ80တဲကတူကတော့ခုနကပြောတဲ့ရှာဖန်သားရစညာဖြစ်ပါတယ်ပေါ့နော်ဒီသားဟာပေါ့နော်ယောရှိခေတ်ကကြော်ကြားတဲ့ရှာဖန်စာရေးတော့ရှာဖန်ရဲ့မိသားစုနဲ့ဆက်နွယ်နေတယ်နော်သူ့သားဖြစ်ရင်လည်းဖြစ်မယ်သူ့မြေးဖြစ်ရင်လည်းဖြစ်မယ်ဒါပေမဲ့သူကလုံးဝဆန့်ကျင်ဘက်နော် opposite family member နော်လုံးဝဆန့်ကျင်ဘက်မိသားစုဝင်တူဖြစ်နေတာကိုတွေ့ရပါတယ်ပေါ့နော်ဆိုတော့ကျမတို့အခုဆိုလို့ရှိရင်ကျမတို့လက်ထက်မှာဆိုလို့ရှိရင်လေဝိညာဉ်ရေးရအမွေအနှစ်တွေကိုနောက်ထပ်တစ်ဆင့်ကိုလက်ကမ်းဖို့အတွက်ကျမတို့ရုန်းကန်ဖို့အတွက်အချိန်ဖြစ်ပါတယ်သစ္စာစောင့်သိမှုကိုကျမတို့အာမခံချက်မပေးနိုင်ပါဘူးပေါ့နော်ကျမတို့ပေးတယ်ဒါပေမဲ့လည်းသားတွေသမီးတွေလက်ထက်ကနေပြီးတော့သစ္စာစောင့်ဖို့အတွက်ကျမတို့စ조사ဖို့အတွက်လည်းအရေးကြီးပါတယ်ပေါ့နော်ထွန်မြောက်ရာကျမ်းရှန်နီစနစ်ခန်းငယ်24တင်တို့နှင့်တင်တို့၏သားများ၌ပြည့်ညတ်တော်ရှိသည်ဖြစ်၍ဤအမှုကိုအစဉ်အမြဲဆောင်ရကြလိမ့်မည်ကျမတို့ရဲ့ဆောင်ဖို့ဟေဘရဲခန်းကြီး73ခန်းငယ်ခွန်ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုသင်တို့အားဟောပြောပြီးသင်တို့ကိုအုပ်တော်သူတို့ကိုအောက်မေ့ကြလော့သူတို့သည်အဘယ်သို့ကြင်ကြံပြုစု၍စုတိတ်သည်ကိုစစ်စစ်ဆင်ခြင်ရသူတို့၏ယုံကြည်ခြင်းကိုမြင်အောင်လိုက်ကြလော့မော်ရဆိုရီပေါကွာလက်အဒုကနာတာခဲလက်နေတကေဒါမျိုးတို့မှနော်